ရန်ကုန်မြို့ပဇွန်တောင်ရေကျော်လမ်းမှာရှစ်ထက်တိုက်ပေါ်ကနေ3နှစ်ခွဲအရွယ်သမီးငယ်လေးတူပြုတ်ကျခဲ့တဲ့ဖြစ်စဉ်လေးကိုဖတ်ပြပေးခြင်းပါတယ်။အားလုံးပဲမင်္ဂလာပါ။ Audio ဘိုင်ကွီးစော် channel ကနေကြိုဆိုလိုက်ပါတယ်။ channel လေးကို like and subscribe မနှိပ်ကသေးရင်လည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်။18ရက်10လ2025ခုနှစ်ညပိုင်းအချိန်ကရန်ကုန်မြို့ပဇွန်တောင်ရေကျော်လမ်းမှာရှစ်ထက်တိုက်ပေါ်က3နှစ်ခွဲအရွယ်သမီးငယ်လေးတူပြုတ်ကျခဲ့ပြီးတိုက်နှလုံးကြားညံ့နေခဲ့တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။၎င်းဖြစ်စဉ်ကိုပဇွန်တောင်မိသက်တပ်ဖွဲ့နှင့်ကြောက်တရားမိသက်တပ်ဖွဲ့တို့ပူးပေါင်းပြီးပါဝင်ကူညီခဲ့ကြတယ်လို့သိရပါတယ်။ဖြစ်စဉ်အသေးစိတ်မှာရေကျော်လမ်းအတွင်းတိုက်ပေါ်မှကလေးတဦးပြုတ်ကျလို့ကယ်ကြပါအောင်ဟုအကူအညီတောင်းခံတဲ့ကြားခဲ့တာကြောင့်လမ်းအတွင်းရောက်ရှိနေသူအဆိုတော်မေချစ်သက်မှပလဲရန်မိသက်တပ်ဖွဲ့ခေါင်းဆောင်ကိုထင်လင်းအောင်အားဖုန်းဆက်အကူအညီတောင်းခံခဲ့ရာကိုထင်လင်းအောင်မှဖြစ်စဉ်နေရာနဲ့ဝေးကွာနေတာကြောင့်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ပဇွန်တောင်မိသက်တပ်ဖွဲ့နဲ့ကြောက်တရားမိသက်တပ်ဖွဲ့တို့ကိုအဆင့်ဆင့်အကူအညီတောင်းခံပြီးအချိန်နဲ့တပြေးညီစုပေါင်းကူညီကယ်တင်ခဲ့ကြပါတယ်။ခလေးငယ်မှာရှစ်ထက်တိုက်ပေါ်ကပြုတ်ကျပြီးကံကောင်းထောက်မှစွာတိုက်နှလုံးကြားတွင်ညံ့နေခဲ့တာကြောင့်အသက်အန္တရာယ်ထိခိုက်မှုမရှိခဲ့ပါဘူး။ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့အင်တိုက်အားတိုက်ကူညီခဲ့တာကြောင့်ခလေးငယ်ကိုအကောင့်တိုင်းကယ်တင်နိုင်ခဲ့တယ်လို့လည်းသတင်းရရှိပါတယ်။ ရပြီခါလေးစိတ်ပါတော်နေတယ်ကျေးဇူးတင်ပါတယ်အသိပညာဘုဒ္ဓရစရာအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်ရာသတင်းအချက်အလက်တွေကိုဖတ်ပြပေးမဲ့ audio ဘိုင်ကွီးစော်ပါ